الحمد لله نحمده ونستعينه ونستغفره ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلله فلا هادي له ونشهد أن سيدنا ومولانا محمدا عبده ورسوله أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم ولقد خلقنا الإنسان من صلصال من حمأ مسنون और बनाया है हमने इंसान को खन खनाते या बजती हुई मट्टी से और वो मट्टी सड़ी हुई है, सने हुई है, सने हुए गारे से लुगो अलाउ शिमया दी फांजें बारे ताका जगह अत्ते महबूबा नमः जन्म ये कुरान ये अदई वाले रे को ना ठाए अकुदो का पोया बारे नालाउ शिमया दी रे मेनो लुधारे को फांजें लाइक दारे शुन्ने अरे शों पोगो ओ लोग लाई लो शिं तीन अदामी रे ओ क्वेरे अदे मक्वेबू सुरा संसे में सोइले अतीजी रे अदाम बाये मवेबू सुरा लुगो फांजिन लाइक दे मीमा ले रे तीन मीदाम बोरे रे अरी शोने ना लुधा को फांजिन दे रे वलजाना خلقناه من قبل من نار السموم जिन सुरे तत्वा तमयोशी रे हमने बनाया उनको लू की आग से अलो तीमिने लीलो तीमिने मीने जिनको ना अल्लाह फांजिन था बारे रे और जिनका बेमसु त्वालु यारे बारे न्यारे लोग देवजी रे सुराली रे करो और तीजा भी फिर बारे और लुगो मेजी ने जिनको मीने फांजिन बारे रे وإذ قال ربك للملائكة إني خالق بشرا الله شميك हमेशा प्यो बारे फरिश्ता म्यागो नादी बशर दाजीले को पौंसा भी फांजे में मी ये ले मेजी अरे दुको खाना देखो मत लेगु बशी मी अनेतो ये नेकाउंडे अने मतो ये पूरे 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 तगोलों पुए अरा ने मकाउंडा प्यारे प्यारे अपू पूशिंग नी म्यारे म्यायें प्यारा वे रे अपूशिंग जाएं ले तेरा वे तुअन पोहमान शिया ये को खाना रमा अनेदों कोने सेने गाया गाइनोंगा अतायो अयोयो बायो न्यायो आलों थेमा ये कोने सेने गाया गाइनों को खाना माशिया अरे थे नेलो में आओ पोलो ले में आओ मी ये ले अतमशुइन ते दो में तपन दी तो खुश लोगों बेजी वेब जिला मेजी वेब जिमे
ကြားပိုက်တဲ့သွားလဲကြားရောဒီစားလိုက်တဲ့အစားခံရတဲ့လူရောတနေ့မြေကြီးပဲဖြစ်တယ်ဘာမှမဟုတ်မြေပဲဘယ်လိုပုံစံနဲ့နေပဲစီပဲနေမြေကြီးပဲပြန်ဖြစ်တယ်ဆိုတော့ဒီမှာလာဝိရှင်မြတ်ကဖရစ်တာအပေါင်းကိုပြောပြတယ်ဘရှာအင်နီခါလီကွမ်ဘရှာငါလူသားကိုဖန်ဆင်းမယ်တဲ့အဘ်ဒအဘဒူဟူမပြောအဘ်ဒမပြောဘူးဆိုတော့ဘရှာကိုဘာနဲ့ဖန်ဆင်းလဲမင်ဆလဆာလင်မင်ဟမာအင်မစနူန်ပြန်ဖရစ်တာတွေကိုဒီတိုင်းပြန်ပြောပြတယ်အတမီမဲ့ရှုံးပုံနဲ့ငါဖန်ဆင်းမယ်ဖိုင်ဇာဆဝိုက်တူဟူလူသားကိုငါဖန်ဆင်းပြီးရင်ဝနဖက်တူမင်ရူဟီငါရဲ့အသက်တွင်ပြီးရင်ဖကောလဟူစာဂျီဒင်तुम गिर पड़ियो उसके आगे सजदा करते हुए सजदा लोग जाता हूँ यो मो सजदा लोग भी पहुंचा लाई छापे लाई में गो में नूर ने फांसे ने फोमा महौते अकुदो मलुक जाते हमेशा रे आलों को सजदा लोगဆိုတော့အမိတ်ကိုကြည့်ပါနော်ဒီနေ့လဲအမိတ်ရှိတာကနမတ်ဖတ်ပါ၅ချိန်များတယ်လို့မပြောနဲ့အမိတ်ကိုကြည့်ပါဒါကြောင့်လဲကော်ဘာနီပြုပါပြောတာအမိတ်ကိုကြည့်ရှင်းမှာပါလဲဒါမကြည့်နဲ့အဗရာဟိမအလိုင်ဟိဆလမ်ကလည်းသားရဲ့အချက်သားရဲ့လို့သားကိုငတ်လက်ဖြင့်ဇဘာလောက်ရမယ်လို့တခဏမြတွေးမိရင်နဗီရဆူလ်အစင်မှလုံးဝယုံသိမ်းလိုက်အလ္လာဟ်ရဲ့အမိန့်ကိုလုံမင်းရဲ့သားကိုဇဘာလောက်တပ်ပြည့်ဝတလဟူလီလ်ဂျဘီန်အဖေကသားကိုစက်ကကင်ပြီးမြေပေါ်အိတ်ချခိုင်းလိုက်တယ်ထိထားတယ်မျက်နှာတစ်ခုစလုံးမြေပေါ်မှာဘယ်ပေါ်မှာလှီးတာလဲဇက်ပေါ်မှာလှီးတာလေဘင်းပေါ်မဟုတ်ဝတလဟူလီလ်ဂျဘင်အိတ်လိုက်ငါသားရဲ့ငါလေဘင်းမှာငါတနာပါတယ်ငိုပါတယ်ဆိုအဲ့ဒီနဗီရဲ့အရေးချင်းတာမဟုတ်အသက်80မှရတဲ့သား45နှစ်ဖြစ်လာပြီးသားအိုမင်းမစွမ်းလို့မိခိုမယ်ဆိုတဲ့သားအိုမင်းမစွမ်းလို့အာကိုရမယ်သားငါဘာကြောင့်အိုလာကျွန်တော်အနေနဲ့စဉ်းစားခွင့်ပြုပါဆိုရင်တော့တန်နဗီမဟုတ်ပါဘူးလောက်စောလောက်ချက်ချင်းလောက်စောရကမတတ်နဲ့ပြီးဟာမတန်းနဲ့တန်တရားမရှိနဲ့လောက်စောလောက်တာပဲရှရီယတ်အမိတ်လဲတာပဲနမတ်ဖတ်တာပဲဘာမှမရှုံးနဲ့အမိတ်အကုန်အစအဆုံးတော့ဖရစ်တာများကိုအမိတ်ရှိတော့ဖရစ်တာတွေကစဂျဒါကိုလောက်လိုက်တယ်နောက်အလ္လာဟ်ရှင်မြတ်ရဲ့ဖန်ဆင်းခြင်းမှာအလ္လာဟ်ရဲ့အမိတ်တီထဲမှာကိုယ့်ရဲ့အုံနောက်ကိုအတုံးပြုပြီးတော့စမ်းကျင်ဖက်စဉ်းစားမှုကိုမလုံးလိုက်နဲ့ငါညံချွေတယ်ကွာအလာဒါလုတာတော့မသိမ့်ပါဘူးတခါတလေပြောတယ်အလွန်ပညာရှိတယ်အလွန်ကိုပညာရှိတယ်အလွန်ကိုအီဘာဒတ်ကောင်းတဲ့ဝလီသူတော်စင်ကြီးဖြစ်တယ်55 60မပြည့်ခင်အင်တကာလ်ဖြစ်သွားတဲ့အဲ့ဒီအင်တကာလ်ကွယ်လွန်ပြီးအဲ့ဒီမယတ်အရှိမဘာပြောလဲअल्लाह को ऐसा करना न था इनकी इल्मियत और काबिलियत को फिर कुछ जिंदा रखना चाहिए था अल्लाह शिम्या धीरे एलो पिन्या शिंजी को युक्ति है सी खाई लाई चिंदी मते बाबू
အသက်ရှင်စေကောင်းပါတယ်တဲ့လူတွေကိုအကျိုးပြုဖို့ဘာဖြစ်ဖြစ်လှတဲ့ကလေးငယ်လေးကအသက်ရှင်နေကိုနေ10နှစ်မှအလ္လာဟ်ရက်ဆက်လိုက်တာလားကျွန်မရဲ့ကျွန်တော်ရဲ့ကလေးကိုပဲအလ္လာဟ်တပ်ပစ်လိုက်သလားဆိုအဲ့ဒီစကားသုံးတဲ့အချိန်ဒီအဲ့ဒီမွတ်စလင်ဒွိခမရှိကာဖီဖြစ်သည်ဒွိခမရှိကာဖီဖြစ်သည်အလ္လာဟ်ရဲ့အမိန့်တီထဲမှာဘဒူဝေဖန်တာလဲဘယ်ကောင်လဲသုံးရေကောင်လားသုံးရေကောင်မအေးဆိုတဲ့မိမရဲ့ဝင်းပုံမှာဝင်းပိုက်တဲ့ထက်မှာယာဒီစားတဲ့ကောင်တေးပြီးရင်တကောခါလန်လို့လောက်ကောင်နေဖြစ်မယ်လောက်လားတွေဖြစ်မယ်ဟာဒီသောတပုတ်တရီရတယ်တကပုလုတ်တဲ့လူမန်ဖြီတဲ့လူငါဆိုတဲ့ငါကောတဲ့လူဘယ်လိုပုံစံနဲ့ပဲကောဒေါက်တာဖြစ်ပြီးကောတယ်ငါ MBBS FRCS ငါတော်တယ်ဆိုပြီးကောခြင်းအင်ဂျင်နီယာဖြစ်ပြီးကောခြင်းcontractor ဖြစ်ပြီးကောခြင်း Molvi ဖြစ်ပြီးကောခြင်း Mufti ဖြစ်ပြီးကောခြင်းငါကွာငါကြီးကျယ်တယ်ငါတတ်တယ်ငါတော်တယ်ဆိုပြီးငါကောတဲ့ကောင်လူသေးသွားလို့တို့ဒီမို့မစင်ထဲမှာလောက်ကောင်နေမြင်ဘူးမယ်လူတွေရဲ့မစင်မှာလောက်ကောင်အဲ့ဒီလောက်ကောင်လေးတွေကမစင်ကိုထိုးတယ်အဲ့တော့မစင်ကိုထိုးတဲ့လောက်ကောင်ထက်မြောင်များစွာတော့အစင်တန်းမရှိလုံးဝအဲ့ဒီလောက်ကောင်ထက်ဆိုးတဲ့ကောင်တွေဖြစ်သည်တဲ့အဲ့ဒီလောက်ကောင်မစင်ကိုထိုးစားနေတဲ့လောက်ကောင်ထက်ငါတော်တယ်ငါဆိုတဲ့သူဟာဒီသ်တော်အရာမစ်ကတ်မှာရှင်းလေးရှိတယ်တကဘုလုတ်တဲ့ကောင်ဟာလောက်ကောင်ထက်ဆိုးဤတဲ့ညစ်ပါဤပတ်ဆက်ဤမကောင်းဤတဲ့ဆိုအရှိမလဲလာမယ်ဒီတကဘုပဲရှိမလာမယ်ဒီတကဘုပဲအလာအစ္စလစ်ရှိုက်တန်ကလက်မခံsajda လောက်ပါဆိုမလုပ်ဘူးဗျာမလုပ်ဘူးအဘာအန်ယကူနမအဆာဂျီဒီနမာနာके साथ हो सजदा करने वालों के सजदा लगते फरिश्ता अपाओं ने अतुरु जब जाएंगे सजदा लगते तू थे माँ शैतान का मबाऊ है चौक मबाना ही मूड है ओला या इब्लीस मालका फरिश मेरे ओ इब्लीस बापे ले में सजदा बजा मलो ले आलों टीवी दा नो बाधा ब्यानी रे माले फापी सियाले चेंजिंग जोरे चेंजिंग जनो म्या कुरान को फाजिंग कुदो याद लो बे जनो म्या कुरान ये अधीबे म्या बोले चेंजिंग फाये पोबी कुदो याद अरी नियत ने अखु प्यो नी राबा दूरो दिन लो जनो थे पुरबो पाउलो ले फापी फिबा में अल्लाह तकुना मअस्साजिदीन सजदा लगते लुम्या ने अतुरु बाजाओ मपावें बादले قال لم أكن لأسجد لبشر خلقته من صلصال من حماء مسنون شيطان قال دعوة بيان بيوري شونبون ने फांसिन था रे अरी शोंगो योकला लौला लो शिंग अतामी रे अरी शोन ने लौटा रे लुदाओ खम्याजी अल्लाह का जो मीने फांसिन था रे तू को सजदा लोग बालों प्योरो फिबा मला रे जो मलोग ने मूरे قال فخرج منها فإنك رجيم और शैतान का तू अरिगा ने दिगो योशी लारा का बाजाओ ले लूजाओ ये लूदा को सजदा लोग बालों अल्लाह अमीर ठोलाई था बेलो पोंगाने वे ठोक दी अशी अन्ना मसेंदा ने अल्लाह बाजाओ लोग ले सो दी के समझनो
စွတ်ဖက်ဖို့ဘာအကြောင်းမှမရှိဆိုတော့ရှိုက်တန်ကပြောတာဒီကောင်းဒီကြောင့်ငါရှိုက်တန်ဖြစ်တယ်ရှိုက်တန်မလုတ်ခိုင်းရင်ငါအေးစစ်စစ်နေပြီအားလုံးဂျန်ဖရီစတာရီရဲ့ခေါင်းဆောင်ဖြစ်နေငါနေနေပြီဒီကောင်းရှုပ်တာဒီကောင်းဒီလူဒီကောင်းနေရှုပ်တဲ့ကောင်းအေးဟုတ်ပြီရှုပ်တဲ့ကောင်းတတိထားفإنك رجيم الله شميا ပြောတယ်သွားမင်းကိုနှင်ထုတ်လိုက်ပြီနှင်ထုတ်ခြင်းခံရတော့وإن عليك اللعنة إلى يوم الدين နှင်ထုတ်ပြီးတော့လည်းပြောတယ်မင်းပေါ်မှာအလ္လာဟ်ရဲ့ကယာမတ်နေ့ထိတောင်ငါအလ္လာဟ်ဖရစ်တာအလုံးလာနတ်ပို့မှာကွာမင်းပေါ်မှာလာနတ်ပို့မှာဘာကြောင့်လဲစကားလေးရိုးရိုးပါစကားမနာခံလို့ဒါပဲအလ္လာဟ်ကိုအလ္လာဟ်မှန်သိတယ်အလ္လာဟ်လို့ယုံတဲ့ကျွန်တော်လို့ယုံတဲ့အလ္လာဟ်ကိုယုံတဲ့တခုပဲခင်ဗျာစကြဒါလုပ်ပါမလုပ်ဘူးကျွန်တော်လည်းအလ္လာဟ်ကိုယုံတယ်ရဆူလ်ကိုယုံတယ်အလုံးကိုယုံတယ်ရမဇန်တလနမတ်ဖတ်မယ်ရမဇန်တလရိုဇာထားမယ်ပြီးရင်မစဂျစ်ကိုချွတ်တီပလီကိုချွတ်တီမလာတော့ဩရမဇန်တလပဲအဲ့ဒါလဲရှုခရီယာဘာဘာခင်ဗျားတို့ကိုအဖေခေါ်လိုက်ပြီဘာဘာရှုခရီယာကျေးဇူးပါပဲတဲ့ဘာဘာတို့ကျေးဇူးပါပဲဒီတလလာတာလဲကျေးဇူးပါပဲဆိုတော့ဖရစ်တာများလောက်ရှင်မြတ်ပါသူ့ပေါ်မှာကယာမတ်နေ့ထိတိုင်အောင်လာအနတ်ဆိုပြီးတော့စကလုံးကိုတုံးလိုက်တယ်قال رب فانصرني ကဲအလောရှင်မြတ်ကိုပန်ချပြီးခင်ဗျာإلى يوم يبعثون बोला ऐ रब मुझको ढील दे चनो को रे दिलुदारे को फेसी बो रे इन आपे बा अच्छे ले पे बा अते ले पे बा अरे आओ शैतान तेरा मशी तिन्या ले मशी या पौवारा मशी रे पौवारे तेरा मशी बु रो चने कयामत थी ने थी टाइ आओ चनो को अख्विन तकू रो पे बा इला यौम युबअसून कयामत ने थी टाइ قال فإنك من المنظرين अल्लाह शिम्या का अमेशी रे प्यो प्यारे फरमाया तू तुझको ढील है इला यौम वक्त मालूम कयामत ने थी टाइ आओ मिंगो ख्विन प्यू लावी चाइटा लोग ऐ चाइटा लोग दे छैमा قال رب بما اغويتني لا ازينن لهم في الارض ولا اغوينهم اجمعين बोला ऐ रब जैसा तूने मुझको राह से खो दिया ओला जना को लाम मा लो लाई अचाउं ने जना तो अभी फिल अर्द लउज़य्यिनन्न लहुम जना ले दो लाबां लो अयाल लां लो अप्यते गुनारे को अये को अगु बालु ढाले अये मौबूरे ये ताउता अमोबी ताउता रे अरो शरबत अये को शरबत लो खोला अतो बा खो खाइम ले अम्या अतो को अम्याပြောတယ်အဲ့တော့ပတ်စံ10သိန်း15သိန်း50ပေးထားတာကြာပြီအဲ့ဒီမှာအမြတ်ပဲပုံစံပေးမလဲပဲပုံစံယူမလဲပထမတော့ရှုံးတဝက်ရှုံးအတူမြတ်အတူတူရှုံးရင်အတူတူမြတ်ရင်အတူတူအဲ့လိုလှုပ်ပြီးတော့စားလိုက်တယ်စားလိုက်တော့ဒီကောင်းတွေတယောက်မှတစ်ခါနှစ်ခါသုံးခါပြီးတော့ဗာပြောလဲရှုံးသွားပြီတဲ့သွားပြီဘေမော့မရਗਿਆ तूပေးထားတယ်သူ့ကိုယုံပြီးတော့တစ်ခါမြတ်ပေးတယ်နှစ်ခါပေးတယ်သုံးခါပြီးတော့ဘိုင်းရှုံးသွားပြီတဲ့အဲ့တော့ရှုံးအတူတူမြတ်အတူတူတော့ရှုံးတော့ပြီးပြီအကုန်လုံးကုန်သွားပြီဆိုတော့အခုဘာပြောလဲဘိုင်းတော်နမာဇီဝါလာဘိုင်းတော်နမာဇီဝါလာဒါရီဝါလာဘိုင်း
Haji Wala by, Tablik Wala by, Molvi Lebare. Molvi Kamya, the Begani to Kamya to Kane Shalite. Malaysia Bari Tuabro, Chomolvi, Pianare, Pasan Linga setting Camiro to Paloa Mamati, but Molvi Sura, a low bit damla. To a Satemen, a master meda, Vedam Batibla. So the Molvi go like Chow. Siajana low pin me, Bapi Mari, Bapi, Subzabag. The current lapare, Uying, came like that. The current Molisab Adita, when we Janate Yaubiro, Maying and Munere. Say Guing, Allah cool kind like that. We said, then go you biro, Adi Baba go pay like that. Look at what low in Molisab. The Kamia didn't the Kabia, the Bulisaka, the Karakushima, Quabion. Tonga Jara Nedware, Liga Jara Nedware, Naga Jara Bulisa, Comide, Hativi, Yalla, Matete TV, Yalla, be Mortmargea Yalla. So, Turula Gubabiola Lesuro, by the Kudo of your bite. Pasando Mabiosi. Musabia. Setting Mabioya. O contracted by Nyamari, the Muslim contract diga, Tiama, Tiane, Tio, Atune, Makemu. The Grane long the contract diga, O Suaziga Chime, Diga Chime, Oga Chime, look there. So Atune looked there, a logado, and Edo Tuma e to Pian Logdane Atudu. Tuma e coma e cologne, coma e cosina look down at two waken. Adame who became Madame Pibu, who am a Pibus of Pakistan and Fatuato like that. A low longane Badabi or a Yare Amiago, a Tumokoba nere, Aria di Amiadi Saban when she there, Dr. Fazlur Rahman. A two by E. Fatuato the Bayam le came out, Bayam, Mayaba. Mayaba, Muslim, the guy teacher, Fatwa Shini, Mayao, Solodinaga, Kayaman Nila in Atogo, Amya Sobi, Sadako made, a Yako Sharabat Sobi, Taukon Jame, Taukon Jame, Hon Luniao, Hotel Matavi, the Botula, the Botuvare, Balone Tule, the town, the thing. I had long never ascended in Maturao. The Kado cheat and Mines Surania Jaloshin, to what the thing, the Matu Pilame, to Mashallah, Yonly Pilam. Aloniama payment. Pabilo Animaturo Nayoka, Paumbiro, Pianla, and Babiola Ham Alaganegia, Ham Paisasegia. Ero Pasa Pele da Babila Adaham Mahar de Kargia by Namahar baby Dwara. And this Cadillo Babiolavi. I don't know got a boat to the Jaunama loaned a changearo to a catching we would Tama be Pela Shin that Maharbe, Pine, Nanai, Tonai, Taye, Naye, Toye, Taba, Napa, Hojonema, a little longa like the Matalonga like, I don't Ari a Madu, Talata like, Nalata like, Pibila, Pibi, Chine Bidobi piano. Ninang as a gabio that Tala, Yami, not the out at it. Not the out at it. A good little alone in it. Torom Yamya, Muslim by the Janet Dama by the Janet Dama by the Alo, Miyaji long in it. Miyaji, Mashallah, Mashallah. Dijarama Burka Chomi long in a Burka Wali, Miyaji. Burka Chonare. अरे भाई बोरका छोंग ढालो दिगे हो पे दिगे वो लीज़ा इतने तू दिगे इज्जत लो वो मैं बालो वो मैं सुबरो भाई खनाली नहीं बाउंस अच्छा भाई नीले दे भाई वो कौन है तू पूजा बेलो सोले रमती तूले यू तादा बे बापी ले सुरो लिखा वो खनाले के बारे चमा चावलो अच्छा भाई लाइके पीरे दसन ऐसे तुमसे अमाउने यार तो बापी ले पसंद है लाओ पी बा अरे बापी लो Nani o babes ya chile, pemla ma pebu olai mere, yallari musibat burka wali.
မအောင်နေတဲ့ပတ်စံဆန်းကြီးတော့ရှိတယ်ဗျဘယ်လေးလို့မအောင်နဲ့တော့မအောင်ဘူးတဲ့မအောင်ဘူးပေးလိုက်တယ်ပေးပြီးစင်သွားတော့ပဲလှဲတော့မကြည့်ဘူးဒီဘုရကဝါလီဘယ်သူလဲဆိုမမီအောင်ကြောက်သွားတယ်တခါတည်းကြောက်သွားတယ်ဖြစ်ပြီးပြီဖြစ်ပြီးပြီအဲ့တော့ဘုရကဝါလီဘုရကခြုံလိုက်တာကအထင်ကြီးစရာမရှိတော့ဘူးခစ်ကြီးကဒီလောက်ဆိုးလာဟိုဟာဒီစ်မှာတော့ဖာဘူးတယ်ဘုရကဝတ်ပြီးစင်နာလိုက်လောက်ခိုင်းမယ်အခုအဲ့ဒါပေါ်ပြီလားမပေါ်ဘူးလားဒါအလှပဲသိတယ်ဘယ်ထီရောက်ပြီလဲတော့မသိဘူးဘယ်ထီရောက်ပြီလဲမသိဘူးဆိုရှက်တန်ကြီးညာနေတယ်ခင်ဗျရှက်တန်အခုကြီးညာမယ်ရှက်တန်ကြီးညာမယ်ရှက်တန်ကပြောလဲကျွန်တော်သူတို့ကိုတခါတည်းလှလှပပလုပ်ကြမယ်တဲ့လှလှပပတခါတည်းစိတ်ဝင်စားအောင်လုပ်ထားပြီးတော့အပြစ်တွေဒုစရိုက်တွေထဲမှာအပြစ်ထဲမှာဒုစရိုက်ထဲမှာဂုဏရီကပိရာစကိရာအားလုံးထဲမှာနှိမ့်မြုပ်နေရအောင်ကျွန်တော်လှုပ်လိုက်မယ်နော်တဲ့ရလာကျွန်တော်ခွင့်တောင်းတယ်နော်တဲ့ကျွန်တော်ခွင့်တောင်းလိုက်ပြီအလ္လာဇီယူဝစဝစ်ဖီဆူဒူရီနာစ်မင်အလ်ဂျင်နတီဝန်နာစ်ဂျင်ယောအလူယောနှလုံးသားထဲမှာဟိုအပြင်မှာထိုင်ပြီးတော့သူကအဆက်ပဲလှုပ်ထားတယ်နမတ်ဖတ်နေတယ်နမတ်ဖတ်နေတယ်ဟိုကရှိုက်တန်ကဘာပြောလဲဗျာအမြန်ဖတ်ပါရဲ့အမြန်ဖတ်ဒီမှာဂါဟတ်တယောက်ရောက်နေတယ်ဂါဟတ်တော့အရေးကြီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးအယောင်းဝင်နဲ့ပတ်သက်ပြီးတော့ပွဲစားဆိုရင်ပွဲစားပေါ့ဆိုင်နမဆိုလဲဆိုင်နမကိစ္စတစ်ခုနဲ့ तू ကဒီမှာစိတ်ထဲမှာ तू ကိုလှုပ်ထားတယ် तू ကနမတ်ဘယ်လိုဖတ်လဲအလ္လာဟူအက္ဘာဒီလက်ကိုလည်းသူတို့အတော်များများအခုလည်းမပြင်းနေဘူးဒီကိုလက်ကိုသူတို့လှုပ်ပြီးဟိုဟာကိုဖုံးလိုက်တယ်ဟိုဖုံးထားပြီးသူဘာဖတ်လည်းမသိဘူးခင်ဗျဆူဖတ်ပြီးတော့သူကဒိုင်မင်ထိုးတယ်အလ္လာဟူအက္ဘာဒီဒိုင်မင်ကလည်းပြီးပြည့်မထိုးဘူးကတဝက်ဒုတိယဒိုင်မင်အတွက်လောဆွမ်းရပြီလားဆမ်ယာလာလေမနာပြီးအလ္လာဟူအက္ဘာဟိုမှာလည်းဆွမ်းနည်းနည်းလေးမလိုက်တယ်မပြီးအလ္လာဟူအက္ဘာဆိုတော့ပြီးပြီရှက်တန်ကပြောတယ်အဲ့လိုပဲနမတ်ဖတ်ခိုင်းမယ်အရေးကြီးကြုံအောင်လုပ်လိုက်မယ်ဟာဒီတော့ရှိတယ်ခင်ဗျာဒီအတိုင်းပဲရှိတယ်အရေးကြီးကြုံအောင်လုပ်မယ်နှလုံးသားမှာရှက်တန်ကအဲ့လိုစွပြီးမယ်စွပြီးရင်သူနမတ်ကိုဘယ်လိုဖတ်မလဲကျက်အစာကောက်တဲ့လို့အမြန်ဖတ်တွားလိုက်မယ်အဲ့ဒါကြောင့်မလို့ကိရတ်နည်းနည်းလေးရှင်းရင်မူလီဆပ်ကိုပြောတယ်ဗျာမူလီဆာမာဖီကရောမာဖ်ကရောဘာဘာथोड़ा कमती करो ना बाबा थोड़ा कमती करो ना सूरह रहमान को इशामा साये तकाने का दूंगा सो मुली साहब मर गया हम लोग सो क्या छोटी छोटी सूरह अलम तरा लैला में बस हो गया बस है ये अलम तरा लैला भी इशामा सुबह में फबरो तू मला भी जमा तो नहीं लौटा ईशा भी तरावी भी दिमाग चार है बलाव में दी कोरोना इसे हमने ला तरावी पटे बेनिया माला में दी अरे कोरोना इसे गाँव पटे फबी लो तुरु बेदवाले इनको भी ऐलाई बला भाई अरी नमाज का कौन है कोरोना इसे गाँव में पटे फबी लो शी तुरु द्वारे तो अब लो ऐ मच्छे ऐलाई दे ऐ भी तहज्जुद अचेंठा सैरी अचेंठा तहज्जुद पा सोज़ो ऐचिया युवे जगा सोज़ो थाबू तहज्जुद पाबूအခုတော့မဟုတ်ပဲတရာဝီကြတော့စောစောပါနောက်အဲ့ဒီထက်မှတူဖန်မေရိုးရိုးမို့အလမ်ဒူလလာအာမင်ဝလဒါလင်အာမင်အဲ့ဒါအလမ်ဒူလလာအလ္လာဟူအက္ဘာတူဖန်မေတခါတော့ဝုန်းတိုင်းအလ္လာဟူအလ္လာဟူအလ္လာဟူအစ္စလာမ်အလိုင်းအစ္စလာမ်အလိုင်းပြေတရာဝီကြတော့မြန်ဖတ်တယ်ဗျအိမ်ကိုတော့မြန်မသွားကြဘူးဟိုစကားပြောမယ်ဒီစကားပြောမယ်ဟိုဒီစကားအဲ့တော့ရှေတန်ကကျင်ညာတော့မယ်ဆိုတော့ဝလအဘူဘီယန်နဟူမအဂျမအင်အိုလာတဲ့အလ္လာဟ်အပန်ကြားနေတာလူသားကိုကျွန်တော်ကားတဲ့ပြန်ပေးဆွဲမှာသွားပြီစကားကုန်ပြီပြန်ပေးဆွဲတဲ့ပုံစံတွေကတကယ်ကြောက်ဖို့ကောင်းတယ်ခင်ဗျာ
ကနေတွားနေတယ်သူဘယ်လိုမဆိုချောမော့ပြီးတော့အခန်းထဲတွင်လိုက်တယ်အခန်းတော့ခတ်ပြီးတော့ဟေးငါပြောနေပြီလေဘာဖြစ်လဲဘတ်ဒီမှာပဲနေတော့ပါဟာသူဘာလုပ်ချင်ဘာမှလုပ်လို့မတယ်လီဖုန်းမရှိဘူးဘာမှမရှိလို့မရှိဘူးအဲ့ဒါပြန်မေးဆွဲတာအင်္ဂုတ္တရင်ပို့လိုက်တယ်ဘာလဲဗျ15သိန်းယူလာကဟာဒီ15သိန်းအလူကြောက်ကျင်ညာထားတယ်ဟိုမှာဒီမှာအကုန်ဒါမှဒီလူနဲ့ပတ်သက်ပြီးဘာမှညာလုပ်ရင်အဲ့ဒီလူကိုဓာတ်နဲ့ထိုးတတ်လိုက်မယ်အသက်ရှင်လိုချင်ရင်လာပို့မယ်15သိန်းပြန်မေးဆွဲတယ်အာတိတ်ကြောက်ဘူးကွာဆိုရှိုက်တန်ကပြောနေတာကဒီအီမန်ရှင်အားလုံးကိုကျွန်တော်ပြန်မေးဆွဲလိုက်မယ်တဲ့ဒါပေမဲ့ပြန်မေးဆွဲပြီးတော့ပျော်နေကြမယ်တဲ့အာတခါတည်းမြူးနေကြမယ်ကုရ်အာန်ပဲအဒီကရှိုက်တန်ကပြောတာအေးကုရ်အာန်ပဲအဒီကဟုတ်တယ်လေကုရ်အာန်ပဲအဒီကဟာဒီစ်မလိုဘူးဆိုတော့ကုရ်အာန်ကိုချက်တယ်လို့အတိတ်ပဲပြန်ဖို့ရှိုက်တန်ကအဲ့လိုလုပ်ထားတာဒီအုပ်စုစုလုံးကိုနောက်လည်းအများကြီးအသင်းတွေရှိတယ်အများကြီးရှိတယ်ထိန်းထားလိုက်တယ်မော်လ်ဗီတွေပြောတယ်မူဖတီတွေပြောတယ်ဘလောက်ပြောဘဒူးပါပဲပြောလဲသေးလိုက်ဘဒူးပြောဘောရဏတန်ဝိတခင်ကြီးရှိကြတယ်အများကြီးရှိကြတော့အီမာမ်အဘူနီဘတ်တခင်ကြီးရှိခေတ်တိုင်းမှာဒီအုပ်စုရှိတယ်ရှိုက်တန်ကရင်လေးအားလုံးကိုဂျဟန္နမ်ခေါ်ထားတယ်ဘုမအလီဟာဒီစ်အုပ်စုကဘာပြောတယ်အီမာမ်ကြီးအဲ့တော့ရှိုက်တန်ကအကုန်ကိုထိန်းထားတယ်အလီဆွန်နတ်ဝလ်ဂျမာအတ်ကိုတော့ရှင်းနိုင်သေးဘူးဟနဖီရှာဖီမာလီကီဟမ်ဘလီဒီအလီဆွန်နတ်ဝလ်ဂျမာအတ်ဒီအုပ်စုကိုဒီလိုပြောင်းသွားဖို့လွှဲသွားဖို့ကတော့ရှိုက်တန်အခုထိကြိုးစားဆဲဒါပေမဲ့ဒီအုပ်စုပဲဂျန်နတ်ထဲသွားမှာဂျန်တဲ့အုပ်စုတွေကိုအများကြီးသူနဲ့ပတ်သက်ပြီးတစ်ခုချင်းရှင်းမယ်ဆိုအဟ်လ်ကုရ်အာန်ပါလေအဟ်လ်ဟဒီစ်ပါလေပရဝေဇီပါလေကာဒီယာနီပါလေရှီအာပါလေမော်ဒူဒီပါလေအများကြီးရှင်းလို့ရတယ်ဘေးစားကုဖ်ရဖြစ်တယ်ဘေးဟာဘဒူကကာဖီဖြစ်တယ်ဘဒူကအချက်လက်တွေအများကြီးရှိတယ်အဲ့တော့တိုးတိုးလေးပြောပြရတယ်အခုပြောတဲ့စကားလေးတွေကခင်ဗျားတို့ကအီမန်ကိုထိန်းဖို့ပြောတာဒီအီမန်ပျက်စီးသွားရင်အချိန်ချင်းကျွန်တော်တတိပေးတယ်ခင်ဗျားတို့ရဲ့လက်ခံထားတဲ့အီမန်ဒီခင်ဗျားတို့လိုအသက်ပေါင်းမြောင်များစွာထက်ခင်ဗျားတို့ယင်ဝယ်ရှိနေတဲ့အီမန်ကပိုတန်ဖို့ရှိသည်ခင်ဗျားတို့အသက်လိုမြောင်များစွာသေလိုက်ဒါမဲ့ခင်ဗျားတို့ယင်ပါတဲ့ရှိနေအီမန်ကပိုတန်ဖို့ရှိသည်အဲ့ဒီအီမန်ကဒီမဇဟ်၄ခုပေါ်မှာတည်ရှိပါအင်ရှာအလ္လာဟူတအာလာဂျန်နတ်သွားမယ်တော့ရှိုက်တန်ကပြောနေဝလာအိုဝီယန်နဟွမ်အဂျမာအီဒီအွမ်မတ်တယောက်မကြံကိုကျွန်တော်ဂျဟန္နမ်ထဲခေါ်တော့အကုန်ကိုခေါ်တော့မယ်အလ္လာဟ်စီကခွင့်ပန်အလ္လာအီဘာဒကမင်ဟွမ်အလ်မုခလဆင်သို့တော်တဲ့အလ္လာဟ်ရှင်မြတ်ရွေးချယ်လိုက်တဲ့သူတွေကိုတော့ကျွန်တော်ဖြတ်စည်းလို့မနိုင်ဘူးရွေးချယ်လိုက်တဲ့သူတော်စင်ဖြစ်သွားတယ်ဝလီသူတော်စင်တွေဖြစ်တယ်အချို့တော်တော်များများအာလင်တွေကအီလင်ပေါ်မှာအမလ်လုပ်ဒီအာလင်ကအီလင်ပေါ်မှာအမလ်လုပ်တော့သူဒီပုဂ္ဂိုလ်တွေလည်းဝလီတွေပါဝလီတွေပါအာလင်ဖြစ်ပြီးတော့ပညာပေါ်မှာအမလ်လုပ်ရင်ဝလီပဲခင်ဗျဝလီပဲခင်ဗျတစ်ဖက်ကသူတော်စင်ကြီးတွေကဘယ်လောက်ထိအမိန့်ရှိထားလဲဆိုဒီအွမ်မတ်အားလုံးတယောက်မကြ9ကြိမ်နမတ်ဖတ်ပြီးစကားမှန်ပြောလာမြရမ်ဇန်ဤရိုဇာကိုထားအွမ်မတ်ဒုတယောက်မကြအားလုံးဝလီအစစ်နဲ့အလ္လာဟ်လက်ခံမယ်တဲ့ဝလီအစစ်မှာဤခေတ်မှာဟိုဆာဟာဘီခေတ်မှာလက်မခံဘူးတဲ့ဆာဟာဘီတွေကိုလက်မခံဘူးဒါမှဒီအွမ်မတ်ပေါ်မှာ9ကြိမ်နမတ်ဖတ်စကားကိုမှန်ပြောလာမြရမ်ဇန်ဤရိုဇာကိုထားဂုဏလုံးရင်တော်ပါလို့ဒီအွမ်မတ်အကုန်ဝလီဖြစ်သွားမှာ
ဆိုတော့အမိတ်ရှိတယ်အီလာအီဘာဒကမင်ဟူမလ်မုခလစီအလ္လာဟ်ရှင်မြတ်ရွေးချယ်လိုက်တယ်ဆိုတာကကျွန်တော်တို့ကိုကျွန်တော်တို့အလ္လာဟ်ရှင်မြတ်နှစ်သက်အောင်ဘဝတစ်ခုကိုယက်တည်ပေးလိုက်တယ်အဲ့တော့ယက်တည်တယ်ဆာဟာဘီတဝါကတွေကအိုးရင်စွတ်တယ်မယားစွန့်တယ်သားသမီးစွန့်တယ်တိတ်ခါကုံစွန့်တယ်အသက်စွန့်တယ်အသက်ပေါင်းမြောင်များစွာစွန့်ပြီးမှအလ္လာဟ်ကကျင့်ကြတယ်မင်းတို့ကငါလက်ခံလိုက်ပြီရာဇီဖြစ်သွားပြီအရင်ဆုံးအလ္လာဟ်ရာဇီဖြစ်ရအောင်ကုရ်ဘာနီပြုရမယ်အချိန်ကုရ်ဘာနီအီဘာဒတ်ရဲ့အချိန်ပေးရမယ်ပါအားလုံးကိုယ့်ဘက်ကအလ္လာဟ်နှစ်သက်လောက်အောင်ကြိုးပမ်းမှုကိုလုပ်ရင်အလ္လာဟ်ရှင်မြတ်ကကျင့်ကြမယ်အေးငါလက်ခံလိုက်ပြီငါသဘောတူသွားပြီقال هذا صراط علي مستقيم फरमाया ये राह है मुस्तक सीधी अल्लाह ठनबा को तवाबू हा अगु शी नेरे शरीयत ने दम अल्लाह अमीन ने रसूलुल्लाह सल्लल्लाहु अलैहि वसल्लम या सुन्नत قال النبي صلى الله عليه وسلم ما رأيت من خصال أهل النار रसूलुल्लाह सल्लल्लाहु अलैहि वसल्लम का शैतान को मेरे पेपेंटो भी मेरा शैतान यौलों पौनी रे शैतान को मेरे मारायत मिन खिसाली अहली नार जहन्नम तो में अच्छे जारिता मिया अते शैतान बारी मिया तीदले قال इब्लीस या मोहम्मद इब्लीस का रसूलुल्लाह सल्लल्लाहु अलैहि वसल्लम को मोहम्मद बेखोर सल्लल्लाहु अलैहि वसल्लम का चंद्रूप या मोहम्मद ओ मोहम्मद सल्लल्लाहु अलैहि वसल्लम ओ चनो सब योरो मेरे चनो हाँ ये उम्मत को फ्यसी में फ्यसी मुँह फ्यसी चाहिए अलग देखो चना प्योरो मेरे अरे प्योर लाइक दे जगारे मंगा से ने ngache shi achai mi in gaung sin ni pyo twa me gaung sin ko ayan ma chet ayan chet yin achai mashi bu gaung sin ni pyo me number 1 ashirk shirk the ma badu ri ko mya mya twin tha le so yin shariat yaung ibadat khain tha शरीयत याओ सुरागा दीन ये अल्लाह दे गोश शरीयत में मशीरे पौजान ने शरीयत में मशीरे पौजान ने और तो ये खत्म फमे खुनिये फमे यलीज़े फमे तन्हे अद्वे मिबा उदरिया लो फमे तू चें जालो शी दबिदात नमाज पीएं लेरकत सलाम ले पीएं दुआ सानी ताऊ में बिदात कबर दरगाह को तो भी लोग में प्याऊ नहीं तो में अपोगा चादर सांगो ते में हुआ ते में दिया था तुरो दिनो ईमान अत्वा प्याऊ ना नो ईमान अत्वा जनागु प्याऊ ना ईमान अत्वा ना खम्या चनो फूया दाब्योलू बामा चनो फूया बामा मकामू खम्या अगु बिदात नित्ते दरगाह नित्ते बाबाजी नित्ते वो चुए को तो बच्चा बोला छें सोलो चुए बाबा चुए बाबा जी तो अभी लोगो हुमा चुए सी अरे भी प्यार है का हमें टाउ में मदवाने रहे सियारे टाउ में को ले रहा हूँ जी रहा हूँ अरे बाला तू खुदा ला टाउ में मदवाया हूँ प्यो हुआ तू बाले अरे टाइम में हो चे देचे चुका पाला लोशी नाम बदुले मैं नाम बदुले पीला लोशी सारे में छिद्दे ए मैं यार दाफ़े ने भी मैं हो रहे रेम चे ने मैं माँ दाफ़े ने भी मैं यार दाफ़े ने भी तू बाल तू आ खुदा ला तू खुद यार प्यार ना तू खुदा ला क्या दिलों से मैं दाफ़े में तू खुदा ला सुरो दी कई सारे को यों चीज़ें सुबह गांव ज़िंगा वाले अशिर्क
billah ရှေတန်ကပြောတယ်နံပါတ်1 shirk billah အီဘာဒတ်ရောင်ရောင်ကုရ်အာန်ဖတ်ခိုင်းပြီးတော့ကျွန်တော်ပြောတယ်မူလီဆပ်အခက်အရန်ရှိနေတယ်ခင်ဗျကုရ်အာန်တအုပ်ဖတ်လိုက်ကျွန်တော်အခက်ပြေအောင်အဲ့တော့အချိန်နေရအခု9000 1000ဆိုလည်းမနေဘူးခင်ဗျဘာကြောင့်ကျွန်တော်တို့လက်ကတွေက3000 4000တလောက်ပဲမသေးရေစားတဲ့မော်လ်ဗီရီရဲ့လက်စားဟာမသေးရေစားစားလိုက်မသေးနဲ့တင်းရင်အီမာမတ်လုံးမဲ့လူမရှိဘူးစားရင်စားဒါမှလူပေါင်းမဝနဲ့ဘာကြောင့် तू ပေးတာမသေးရေစားလေမသေးရေစားမတော်လီတွေအခုဗမာပြည်အတိုင်းတန်နဲ့ပေးတဲ့လဇက်ကမသေးရေစားပြီးလူပေါင်းမဝနဲ့လူပေါင်းဝရင်မော်လ်ဗီတွေအလုံးလုံးတော့မှာမဟုတ်ဘူးဆိုတော့မော်လ်ဗီတွေကိုခတံဖတ်ခိုင်းတယ်ဘဒုအတွက်ဆိုသူတို့လည်းဖတ်လိုက်တယ်ပြီးရင်9000 1000ရတယ်ဒီဟာအလွန်ကြီးကျယ်တဲ့ shirk ကုရ်အာန်ကိုရောင်းစားခြင်းဒါကုရ်အာန်ဘာဒါဒီမဲ့ခင်ဗျာကုရ်အာန်ဖတ်ခြင်းဘာဖြစ်လဲခင်ဗျာကုရ်အာန်ဖတ်တယ်ဘာဖြစ်လဲဒါမှသူ့အတွက်တီးချပြီးသူ့ကိစ္စအတွက်နဲ့ပတ်သက်ပြီးပတ်စံမလောက်ရမယ်အပေါ်မှာဒီကုရ်အာန်ကိုအသုံးပြုတယ်အဲဒီတိုင်းပဲအခုခတံဖတ်နေကြတယ်အိမ်နေမှာခတံဖတ်တယ်သမင်းကျွေးလို့ဖတ်တာဟိုကလည်းဖတ်လို့ကျွေးတာဒါပဲဆိုတော့ဒါရီလည်းရှရီယတ်မှာမရှိဘူးရှရီယတ်မှာမရှိဘူးဟိုနိကာဖတ်တဲ့အချိန်မှာလည်းပဲတခါတော့ပန်းဒီပါရီနဲ့ဓာန်ဒီပါရီဆိုးပြီးတော့ရှရီယတ်မှာမရှိဘူးပဲတည်သွားပြီခင်ဗျမောရဒါကိုရိုးရိုးယူသွားပလားမောရဒါကိုလည်းဆဟရာတွေပါတွေထည့်ထားတယ်မယတ်ပေါ်မှာဆဟရာထည့်ထားတယ်ဘာလို့လဲပဲဒါရှရီယတ်မှာမရှိဘူးရှေတန်ကဘာပြောလဲအရှရ်ကုဘီလာအလောင်းရှင်မြတ်လို့တကိုရှိတယ်ဆိုပြီးလူသားတွေထဲမှာကျွန်တော်ထည့်ပေးလိုက်မယ်ရှေခ်အဗ်ဒุลကာဒ်ဂျီလာနီရှိုင်အန်လ illah ဩရှေခ်အဗ်ဒุลကာဒ်ဂျီလာနီကျွန်တော်ကိုဘာမဆိုကျွန်တော်တောင်းတာလေးကိုအမှုနိုင်ဖို့ရှင်းပြမှာဒီဗမာပြည်ကနေအော်တယ်ဘဂ္ဂဒတ်မှာရှိတဲ့ရှေခ်အဗ်ဒุลကာဒ်အဲ့ဒါလက်ကပါဒါမှအချို့ကဘယ်လောက်ဒီမှာပြောလဲရှေခ်အဗ်ဒุลကာဒ်ဂျီလာနီရဲ့နာမည်ကိုဝဇူမပါပြီးမကန်ရဘူးတဲ့အဲ့ဒါပြည့်လေभाई गर्दन कट जाएगा अरेဒီမှာရဆူလ္လာဆလ္လာလဟ်ဝဆလမ်ရဲ့ဒရူရှရီဖ်ကိုဝဇူမပါပြီးလဲဖတ်လို့ရတယ်ကုသိုလ်အပြည့်ရဒါပေမဲ့ကိုယ်ခန္ဓာမတန့်ရင်မဖတ်နဲ့ဆိုတော့ဒီရဆူလ္လာရဲ့နာမည်ဟူတော့အဲ့လိုကန်လို့ရတယ်भाईရှေခ်အဗ်ဒุลကာဒ်ဂျီလာနီရဲ့နာမည်ကန်ဝဇူလုပ်ပါတယ်ဒါရှirkလေshirk कब्रिस्तान ले तो मैं पीर बाबा तो मैं वो 5 पीर बाबा रे कन्ये मत पामा मो झूठा पामा मो मेबोंजी अरे मेबोंजी 5 पीर बाबा रे कहा क्या हुआ भाई हम लोग वहां से 5 पीर का मट्टी लेके आया रे मेजी जुला रे अरे माथे भी 5 पीर बाबा अच्छा भाई 5 पीर बाबा क्या हुआ ये 5 पीर बाबा से मांगो सब कुछ हो जाता है शैतान का चिन्हारा अशिर्क बिल्लाह अल्लाह शिम्या मशीरे de gore go lude ma the pi lai baduga belo wo we ya cha da baduga ba lou lai aung myin twa ma baduga ba lou yin aung myin twa me ashirk billah so number 2ခေါင်းစဉ်တွေပြောလိုက်မယ်နှစ်နိုင်ထိုးပြီးခဏလေးထပ်ပြောမယ်နောက် inshallah နောက်ကျွန်တော်ဒီမှာရက်တွေအများကြီးကျွန်တော်ပြောစရာရှိတယ်နောက်နေ့တွေလည်းပြောစရာရှိတယ်ဆိုတော့ကျွန်တော်ခုပြောမဲ့ဒီစကားလေးတွေကကျွန်တော်တို့မှဒီဟာအပြစ်မှန်ဆိုတာသိရအောင်တဲ့ချက်အပြစ်ဂုဏယေကဘီရာကြီးဆိုပြီးသိရင်နံပါတ်2တောပါလုပ်လို့ရမယ်နောက်ဂုဏကိုသိပြီးတောပါလုပ်လိုက်ခြင်းဒီအလွန်ကြီးကျယ်မြင့်မြတ်တဲ့အီမာန်ရဲ့လက္ခဏာဖြစ်တောပါလုပ်တဲ့သူကိုအလောင်းရှင်မြတ်အများကြီးချစ်၏အယမ်းချစ်တယ်တောပါလုပ်တဲ့လူကိုဆိုတော့ဒါလေးတွေကဂုဏယေကဘီရာပါဆိုသိရဆိုဂုဏယေကဘီရာသိပြီးဆိုတောပါလုပ်မယ်ဂုဏနဲ့ရှောင်မယ်နံပါတ်2ဝလ်အိုင်မာနုဘီလ်ကာဇူ
လိန်ညာကဆန်ဆိုခြင်းလိန်ညာပြီးတော့ကဆန်ဆိုခြင်းဘာကဆန်နဲ့မဆိုပတ်သက်ပြီးတော့ခင်ဗျာအများမချိန်လိုက်နဲ့တကယ်ချိန်တင်းတဲ့အချိန်ကြမှာချိန်ပါဒီလိုပဲရိုးရိုးစကားပြောပြီးတယောက်တယောက်အယုံတွင်းပါယုံပါဒီကိစ္စဒီလိုပါအမှန်ပါဆိုကဲဒီလိုဆိုရင်ခင်ဗျာချိန်ပါဆိုမဲ့ဆိုတဲ့အချိန်ကြမှာချိန်ပါHazrat Umar radiyallahu ta'ala တခင်ကြီးနဲ့ Hazrat Ubay ibn Ka'b radiyallahu ta'ala နှစ်ယောက်ကိစ္စတစ်ခုမှာအမှုဖြစ်တယ် Zaid bin Sabit radiyallahu ta'ala တခင်ကြီးတန်တော်ဘာမှာကာဇီဆုံးဖြတ်ချက်ဆိုပြီးတွားတယ်အဲ့တော့ဒီဆုံးဖြတ်ချက်စီမူတွားတော့ရိုးရိုးအိမ်ခန်းထဲမှာအဲ့တော့တမလာကြီးလာတဲ့ဆိုတော့ခင်းပေးတယ်ဆောင်းလေးကိုဆောင်းစားလေးကိုပေးလိုက်တယ် Hazrat Umar radiyallahu ta'ala တခင်ကြီးကအဲ့ဒီဆောင်းစားကိုဖယ်ပြီးတော့ပြောတယ်Zaid ဘယင်နဲ့တန်းတူပြည်သားကိုမင်းတန်းတူမထားနိုင်ယုံမင်းမလုပ်ပါနဲ့တစ်ချက်နောက်တစ်ချက်ကနှစ်ယောက်အငင်းပွားတယ်ဥမရဒီအလ္လာဟ်တန်တဲ့ခင်ကြီးကပြောတယ်ကျွန်တော်ဟာဗျာကျွန်တော်ဟာဘုရားလည်းမဟုတ်ဘူးခင်ဗျားမဟုတ်ကျုပ်ဟာညင်းညင်းနဲ့ယုံမင်းကပြောတယ်တမလခင်ဗျားချိန်ပါတယ်ချိန်နေဗျာတဲ့ဆိုတော့ Hazrat Umar radiyallahu ta'ala တခင်ကကိုယ့်ရဲ့ပစ္စည်းဟုတ်ကြောင်းကိုချိန်မှပဲသူပစ္စည်းသူ့ကိုပြန်အပ်တယ်ဒါချိန်ချင်းဆိုတာကအဲ့လိုအချိန်ကြုံတတ်တယ်လူအမှချိန်ပါလူအမှချိန်ပါအဲ့တော့မလိုအပ်ပြီးချိန်ချင်းဒီအလွန်ကြီးကျယ်တဲ့ဂုဏရဲ့ကဗီရာထိုက်အဲ့ဒီမှာအချို့ကကုရ်အာန်နဲ့ချိန်လိုက်တော့ကဖာရာပေးရတယ်လူအယောက်20ကိုထမင်းကျွေးရတယ်ကဖာရာကဖာရာအချို့ကဘာပြောလဲကုရ်အာန်မချိန်နဲ့ကွာတဲ့မင်းဒီဟာလောက်တာမဟုတ်ခဲ့ရင်တို့မဟုတ်ခဲ့ရင်မင်းမရတလားငါကုရ်အာန်ချိန်နေမလို့ကုရ်အာန်ဆူရာကဖာရာနဲ့ပြီးသွားမယ်အခုကုရ်အာန်ချိန်နေလိမ်ပြီးချိန်လိုက်တဲ့နောက်ကဖာရာမစ္စကင်ဒီကိုထမင်းကျွေးလိုက်တယ်ပြီးသွားတယ်မင်းမတလားဆိုတော့ချိန်ဒါမောင်ဖြူကငါတကယ်လောက်တာပါကွာဒါငါလောက်တာပါငါလောက်တာမဟုတ်ခဲ့ရရင်တော့မောင်ဖြူကသူ့မယားကိုတင်းတလားကုရ်အာန်ကိုချိန်တာမကြိုက်ပြီးတော့တလားပြည့်ချိန်တာကိုကြိုက်တယ်လို့ပြောတဲ့လူမြတ်တဲ့လူအထိုင်ဝိုင်းတစ်ခုစလုံးကာဖီဖြစ်သည်ကုရ်အာန်ကိုစော်ကားလို့တတိထဆိုတော့ချိန်ချင်းဆိုတာကမကောင်းဘူးမချိန်ရဘူးမဟုတ်ပြီးချိန်ရင်ဂုဏရဲ့ကဗီရာထိုက်ဂုဏရဲ့ကဗီရာထိုက်ရှေတန်ကရဆူလ္လာဆလ္လာလဟ်ဝါဆလမ်ကိုပြောနေတာခမည်းဥမ္မတ်ကိုကျုပ်ကဖျက်ဆီးမယ်ဗျာတဲ့အချို့ကတိတ်ခါကြောက်ပြီးတော့တိတ်ခါဒါကတော့သူခဲလောက်ထားတာဒီမှာချိန်ခိုင်းနေပြီသူကလည်းအစ္စတ်တိတ်ခါကိုကြည့်ပြီးတော့လိမ်ပြီးချိန်လိုက်တယ်အဲ့ဒါလဲဂုဏရဲ့ကဗီရာဖြစ်ပါတယ်အလွန်ကြောက်စရာကောင်းတဲ့ဂုဏဖြစ်ပါတယ်နံပါတ်2လိမ်ခြင်းနံပါတ်2လိမ်ခြင်းခင်ဗျဒီနေ့လူတယောက်မှလိမ်တာမရှိဘူးခင်ဗျမှန်တယ်လိမ်တာမရှိဘူးမှန်တယ်သူတို့စင်တို့တေရီချာနားထောင်တော့ဆဟာဘီတစ်ပါးရောက်လာတယ်ယာရဆူလကျုပ်တို့တောင်သူလယ်သမားတွေဖြစ်တဲ့အရှိကြီးတရားမဟောနဲ့တူတူပဲဟောဂျန်နတ်သွားမယ်ဆိုတော့ तू ကလည်းဒူးချင်းတူတိုက်လိုက်သေးတယ်ပြောတယ်ကျွန်တော်တို့လမ်းပါကြော်တာတရားမဟောနဲ့တယ်ဆိုတော့ပြောတယ်ငါးချင်းနေမှာဖတ်လို့သာထားပတ်စံရှိလားမရှိဘူးမရှိရင်ဟဂျ်လည်းမလုံးနဲ့ဇကာတ်လည်းမပေးနဲ့ကျုပ်တို့ဆင်းရဲတယ်ဗျာတဲ့အဲ့တော့ရိုဇာထားငါးချင်းနေမှာဖတ်ပြီးရင်စကားမှန်ပြောတော့ဂျန်နတ်ထဲသွားမယ်တဲ့ဂျန်နတ်ထဲမင်းတမ်းပြီးသွားမယ်တဲ့ပြန်ပြောတယ်လက်ကိုပြန်ချိုးတယ်ရာဆလမ်မှန်ပြောမယ်ငါးချင်းဖတ်မယ်ရိုဇာထားမယ်ဒါပဲလုံးမယ်ပုံမလုပ်ဘူးရှော့လည်းမလုပ်ဘူးဒါပဲလုံးမယ်ငါးချင်းဖတ်မယ်ရိုဇာထားမယ်စကားမှန်ပြောမယ်ဂျန်နတ်တမ်းပြီးသွားမယ်သူပြောပြီးထသွားလိုက်တယ်
Sahabi tawakari ko Rasulullah sallallahu alaihi wasallam ameshire shin lalla jannati ko mienyen tu laji Radima lei ma pyo ne de lei ma pyo ne so ba pyo am le man pyo ba man pyo de man ni de so de lu po ma lu ga le chit de Allah le farishta le chit deဒါနဲ့မှန်မှန်ပြောတဲ့အကျိုးမပြောတော့ဘူးအများကြီးရှိတယ်ဒီမှာနံပါတ်1ရှေတန်ကဘာပြောလဲခင်ဗျားရဲ့အွမ်မတ်အစအဆုံးအားလုံးကိုလိန်ခိုင်းလိုက်မယ်မော်လ်ဗီတွေကိုလိန်ခိုင်းမယ်မုဖတီတွေကိုလိန်ခိုင်းမယ်ခင်ဗျားအွမ်မတ်မှာရှိတဲ့ကုံတယ်ကြီးတွေအကုန်လိန်ခိုင်းမယ်ကုံတယ်တွေလိန်တယ်ကုံတယ်တွေလိန်တယ်ယာမုဟမ္မဒ်sallallahu alaihi wasallam ခင်ဗျားအွမ်မတ်ကိုလိန်ခိုင်းမှာအဲ့ဒါကြောင့်ဒီအွမ်မတ်ကိုဘယ်သူမှမယုံဘယ်သူမှမယုံဒီအွမ်မတ်ကိုဒါမှဒီအွမ်မတ်ထဲမှာမှန်ကန်ပြောတဲ့လူမရှိဘူးလားဟာခင်ဗျားရှိလို့ပေါ့နော်မို့ဒီအွမ်မတ်ပျောက်ကကြာပြီဒီအွမ်မတ်ကပျောက်သွားတာကြာပြီနံပါတ်4ယာရဆူလလာအလ်ဂရှ်ဒိုကာလိန်ညာချင်းရဆူလဆလ္လာလဟ်ဝါဆလမ်ဈေးထဲဝင်သွားတယ်စုံလုံးပုံထဲမှာလက်ထည့်ပြီးလှန်ချလိုက်တယ်ဆာဟာဘီကိုမေးတယ်ဒါပါလေသူကချိန်တယ်ဆိုလို့ရှိရင်အပေါ်ကစုံလုံးဒီလှလှ6အပေါ်မှာပုံထားတယ်ချိန်ရင်ဒီအောက်ကနေယူပြီးချိန်တယ်အဆိုးတွေစုံလုံးဒီအဆိုးတွေအဲ့ဒါတွေချိန်ပေးတယ်ဆိုတော့ဒီလိုလက်ထည့်ပြီးလှန်လိုက်တယ်ဒါပါလဲဆိုရာရစီလာခုပဲမိုးရွာလို့တဲ့မိုးဆိုသွားတယ်ဆိုတော့မိုးဆိုသွားရင်အလုံးကိုဆိုထားပြီးရောင်းမောအပေါ်မှာမရောက်အချောက်တွေပြထားတာလေအဲ့ဒါကိုပြောတာဂရှ်ဒိုကာလိန်ချင်းကာရစီစလုံးမတည့်ရထားတယ်ဘုရုကလည်းကလာကပါကလာကကိုချီးဖို့သူတို့လည်းသိတယ်ကြည်တယ်ဟိုအောက်ကြည့်တယ်အပေါ်ကြည့်တယ်ဒီကလည်းဒီလိုတခါတည်းကမွာဖတ်တယ်လို့ပြောနေတယ်ဒီစားဒီလိုကောင်းတယ်ဟိုကဒီကောင်းတယ်ဒီတာယာဒီလိုကောင်းတယ်ဒီဆက်ကဒီလိုကောင်းတယ်ဟိုလိုကောင်းတယ်ဟိုကနားထောင်ရင်သူကမွာမှာပါသွားတယ်သူယူသွားပြီးမောင်းကြည့်တယ်ပဲဟုတ်တယ်ပဲမှန်တယ်ဒါမှသူဘယ်မှာထုပ် polish လုပ်ထားလဲသူမသိဘူးဟောယူသွားပြီးရွာတော့မှမောင်းတယ်ပြုတ်တယ်တပတ်ဆိုတော့အပြစ်တွေပေါ်လာတာခြားထလိုက်ပြီကလားကွဲသွားပြီအဲ့အောင်ကွဲသွားပြီဒုက္ခလေးဒီကားစီးလုံးကအကောင်းပြောပြီးရောင်းတာဒီတော့မှအကုန်လိန်ညာထားတယ်အဲ့ဒါကိုပြောတာဂရှ်အယောင်းဝယ်ဒီထဲမှာလည်းအတော်များများအချိန်တုန်းကဟိုကျွန်တော်မြင်မှုတဲ့ကိစ္စပေါ့ရှစ်လေးလုံးတော့ကတတိရှိမှာပေါ့နော်ကလားတွေတောင်းကြလိုက်တာလေအဲ့ဒါဘုရုစီကတော်ပြီးမာဖီတောင်းတယ်ရှစ်တုန်းကတောင်းကြထားတဲ့ကလားတွေစပ်ပြတဲ့ကနေပြီးတော့စပ်ပြတွေကိုထမ်းတယ်ဒီအောင်နေကနေဒီဘက်ကိုထမ်းလိုက်လို့15ကျတတိတမှာ15ကျပြီးအစိတ်ပြီးတော့30ပြီးတော့50စတဲ့ပြက်ဆိုတော့ဒီစပ်ပြတိတကိုရောင်ဝမ်းနေလာပြီးကားနဲ့လာဝယ်တဲ့အချိန်ဘာလုပ်လဲဝယ်တာများတော့အပေါ်မှာစပ်ပြအောက်မှာထင်းလို့အစပ်ပြနဲ့ကန့်ညီတဲ့ထင်းတွေကိုနှစ်တလမတွေကိုဖြာအောက်မှာစီလိုက်တယ်အောက်မှာစီပြီးအပေါ်မှာစပ်ပြတွေတင်ထားတယ်အဲ့ဒါတွေဘယ်လိုလုပ်လဲကမာယုတ်ကကလားတွေလောက်တာဟိုကယူသွားတယ်ပထမတော့အကောင်းပေါ့နောက်တော့ကားစီးတိုက်သွားတယ်2စီးတိုက်တော့3စီးတိုက်သွားတယ်ပြန်ချိလိုက်တော့ဟာချလိုက်ပြီကလားကွဲထွက်သွားပြီလူရှာလို့မရတော့ဆိုတော့အဲ့ဒီချိန်လုံးကလှုပ်လိုက်တဲ့ကိစ္စကိုလေလှုပ်ခဲ့ဘူးတဲ့ကိစ္စတွေမြင်ဘူးတဲ့ကိစ္စတွေဟိုဆိုင်ကဒါလှုပ်လိုက်ဒီဟာဒါလှုပ်လိုက်အစိုးရဒီကျွန်တော်တို့ရဲ့အမေးလင်မဟုတ်ဘူးတဲ့အချက်အစိုးရပစ္စည်းကိုလည်းအလွဲသုံးစားလုပ်ရင်ဟူကူကုလ်အီဘာဒ်ဘန္ဒါရဲ့ဟတ်သူကိုတောင်းမှန်ရ
သူကိုတောင်းမှရမှာရုပ်စွာအစုံအဖေအရင်ခောက်ဤပတ်စံသားသမီးအလွဲသုံးစားမလုပ်ရငါဖေပဲငါပိုင်တာပဲအမွေစားအမွေခံအနေနဲ့ငါပိုင်မဲ့ပစ္စည်းပဲငါကြိုက်တာလုပ်မယ်ဆိုအမွေမပေးခင်အရင်မတုံးနဲ့ခွင့်ပြုချက်မပြုလိုက်တဲ့ငွေထက်ပိုမတုံးနဲ့တုံးမိရင်ကယာမတ်နေ့ကျရင်ဟာရှာမှာတာဖာနေအောင်စကားပြောလိမ့်မယ်အမကျွန်တော်နှုတ်တိုက်ကြွေတယ်ကလေးဘွားနေကြည့်အောင်လုပ်တဲ့ရှာဒီလုပ်ပြီးတော့ဟုတ်တယ်ငါတာဟုတ်တယ်ငါတာဟုတ်တယ်ငါတာအမစီမှာကျွန်တော်ပေးရမယ်အကျွေးမဖလုပ်လိုက်ပါတာဖတာမိနော်စကားပြောနေတာဖအကြောင်းလိုက်ပါအဖေနဲ့တာဟာရှာမှာပြောမယ်အဲ့တော့အမေကပြောမယ်အချစ်ဆုံးအနုဆုံးစိတ်အနုဆုံးအမေကပြောမယ်တာဒီနေ့လိုမျိုးမှာမဲစီမှာရတာထက်ပို့ရအောင်မဲ့ဆိုရင်ငါထားယူအောင်မယ်တဲ့အဲ့ဒါဟာရှာမှာဟိုကုကုလ်အီဘာဒ်ဘန္ဒါယဟက်မအေးယဟက်အဖေယဟက်ကယာမတ်မှာမာဖမပြဘူးမာဖမလုပ်ဘူးအခုတွေကမာဖီတောင်းဘယ်လိုမှဆိုချီကန်လက်ကန်ပြီးတော့အားလုံးကိုမာဖီတောင်းပေးရမယ်ဆိုရင်တော့ gash နံပါတ်4က gash ဓိုကလိန်ညာချင်းဂုဏယေကဘီရာဂုဏကိုဂုဏမှန်လက်မခံတဲ့မိုမင်မွတ်စလင်တွေ့ဟာမရှိကာဖီရ်ဖြစ်သည်ကာဖီရ်ဖြစ်၏ဂုဏကိုဂုဏယေကဘီရာကိုဂုဏမှန်လက်မခံဘူး55ချက်အချိန်ယူပြီးပြောမယ်ဒါမဲ့ဒီနေ့အချိန်မရတော့အဲ့ဒီအချက်လက်လေးတွေကိုတော်တော်စမ်းပြန်တဲ့စကားလေးတွေပါလိမ့်မယ်ကိုမစင်စားဘူးတဲ့စကားတွေပါမယ်အဲ့ဒါတွေဂုဏယေကဘီရာတွေဘယ်သူပြောနေတာလဲရှိုင်တန်ကရဆူလုလာဟ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ကိုရှင်းပြနေတာခမည်းကြီးရဲ့အွမ်မတ်ကိုကျုပ်ရှိုင်တန်ဖျက်ဆီးမယ်ဗျာအလ္လာဟ်စီကခွင့်ရပြီဖျက်ဆီးမယ်တယောက်မကြံကိုဂျဟန္နမ်ခေါ်မှာအဲ့တော့ gash ကြောက်တွန်းခြင်းမျိုးကိုကျွန်တော်ရှိုင်တန်ကခမည်းအွမ်မတ်ကိုခိုင်းမယ်တဲ့ခမည်းရဲ့အွမ်မတ်ကိုခိုင်းမယ်အဲ့တော့သူတို့စဉ်အပေါင်းတို့ခမည်းအချိန်လေးကလည်းတနာရီ15ရှိပြီအချက်က4ချက်ပဲရှိသေးတယ်အင်ရှာအလ္လာဟ်နောက်နေ့ကိုပြန်ပြောမယ်သူရဲ့ဒီခေါင်းစဉ်တစ်ခုကိုအကျယ်ကြီးမရှင်းဘူးခင်ဗျာလိုတာကိုပြောပြီးတော့အရှိကိုတွားမယ်ဘာဆိုတာသဘောပေါက်အောင်ပြောပြမယ်ဒီခေါင်းစဉ်တစ်ခုကဒါပါဒီခေါင်းစဉ်တစ်ခုကဒါပါဆိုပြီးတော့ပြောပြမယ်အဲ့တော့ပြောပြီးသိရင်ရည်ရွယ်ချက်ပါလေဂုဏဖြစ်ပါတယ်ဂုဏဖြစ်ရင်ဘာလုပ်အောင်လဲတောက်ပါလုပ်အောင်ရည်ရွယ်ချက်ဒါပဲခင်ဗျာတခြားပါမဟုတ်ဘူးဂုဏယေကဘီရာဖြစ်မိရင်ဘာလုပ်မလဲခင်ဗျာတောက်ပါလုပ်မယ်တော့လာမြရမ်ဇန်ဖြစ်တဲ့အတွက်လည်းတော်တော်မြင့်မြတ်တဲ့အချိန်ခါလေးလည်းဖြစ်ပါတယ်အလ္လာဟ်ရှင်မြတ်ကျွန်တော်တို့အားလုံးကိုလာမြရမ်ဇန်ဤအီဘာဒတ်တစ်ခုမကြံကိုလုပ်နိုင်တဲ့တောဖီကချီးမြှင့်တော်မူပါပြီးရင်ဤအီဘာဒတ်တွေကိုလုပ်ပြီးရင်ကျွန်တော်တို့ကိုအလ္လာဟ်မကြည့်ပါနဲ့ယာလာအလ္လာဟ်အရှင်မြတ်ဤရဟမတ်ကိုတဟဲပြီးကျွန်တော်မျိုးတို့ဤရမ်ဇန်လဤအီဘာဒတ်များကိုလက်ခံကဘူလုပ်တော်မူပါالحمد لله رب العالمين والعاقبة للمتقين والصلاة والسلام على رسوله النبي الكريم ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار ربنا ظلمنا أنفسنا وإن لم تغفر لنا وترحمنا لنكونن من الخاسرين رب اجعل لي مقيم الصلاة ومن ذريتي ربنا وتقبل دعاء ربنا اغفر لي ولوالدي وللمؤمنين يوم يقوم الحساب اللهم أعز الإسلام والمسلمين اللهم انصر الإسلام والمسلمين اللهم انصر نصر دين سيدنا محمد صلى الله عليه وسلم واخذل من خذل دين سيدنا محمد صلى الله عليه وسلم رضينا بالله ربا وبالإسلام دينا وبمحمد صلى الله عليه وسلم نبيا ورسولا اللهم من أحييته منا فأحيه على الإسلام ومن توفيته منا فتوفه على الإيمان
اللهم ربنا لا تقتلنا بغضبك ولا تهلكنا بعذابك وعافنا قبل ذلك. اللهم ربنا لا تؤاخذنا بسوء أعمالنا ولا تسلط علينا من لا يرحمنا وكف أيدي الظالمين عنا. يا الله يا حفيظ يا الله يا حفيظ احفظنا واحفظ أمة محمد صلى الله عليه وسلم ويسر أمورنا ويسر أمور أمة محمد صلى الله عليه وسلم واقض حاجاتنا واقض حاجات أمة محمد صلى الله عليه وسلم. يا الله يا رحمن يا رحيم ارحمنا وارحم جميع أمة محمد صلى الله عليه وسلم في الدنيا والآخرة. اللهم إنا نسألك الخير ما سألك منه نبيك محمد صلى الله عليه وسلم ونعوذ بك من شر ما استعاذك منه نبيك محمد صلى الله عليه وسلم. ربنا تقبل منا إنك أنت السميع العليم وتب علينا إنك أنت التواب الرحيم. صلى الله تعالى على خير خلقه سيدنا محمد وعلى آله وأصحابه أجمعين.